အထွေကသူ့အမိရေးဝါရဲ့စာအရရန်တော့လက်ထပ်မလို့ဖြစ်နေတယ် ရတနာပေါ်နေ့ရဲ့သဘောထားကရောဘလို့လဲ စာတော့ငါရန်တော့ဒီလိုကိစ္စနဲ့လက်မခံချင်ဘူးဟာဒါပေမဲ့ငါတေချာပြန်စဉ်းစားကြည့်တော့ငါရန်တော့တကယ်ချင်းငါခွင့်လွတ်နိုင်မှာမဟုတ်လားဂီတာဟောင်းတော်မှာတချင်းတစ်တစ်ပုတ်ကိုတီကုန်းဆက်ဆိုအသက်သွင်းလို့ရသေးတာပဲအချစ်စစ်ချစ်မှန်ဆိုတာပြို့တဲ့ဥရဲဆိုတဲ့ကျင်းမြောင်းတဲ့အယူဆတွေမှာမူမတည်ပါဘူးဟာ ဒါပေါ့ဟာကိုချစ်သူရဲ့အဆက်ကိုကာကွယ်ပေးရရောက်လို့နင်ခုံနှောင်းယူအောင်မှာ ဒါကနင်တို့ငါတို့အမြင်လေဟာငါမေရဲ့မြင်ကြတော့ကိုသားယူရဲ့မိန်းမအပြိုစင်ပဲဖြစ်စေချင်တာလေအဲ့ကြောင့်ငါမေလုံးဝလက်မခံသဘောမတူဘူးဖြစ်နေတာ ဘာလို့ရမှန်းတော့မသိတော့ပါဘူးဟာ ရန်နာလမ်းလျှောက်ထွက်လာလား ဆိုပါတော့ကိုစားညွန့်ရဲ့ရန်နာအိမ်မှာပြင်းတာနဲ့လမ်းလျှောက်ထွက်လာတာ ကိုရန်နာကိုတခုလောက်မြင်လို့ရမလား ဟုတ်မေးလေကိုစားညွန့်ဗာများလဲ အမှန်တမ်းလေးပဲသိချင်လို့ပါဟုတ်အဲ့ဒီမေကိုမမေးခင်ပိုင်းမခံအောင်လဲဆူတောင်းရသေးတယ် ကိုစားညွန့်အောင်ရဲ့ရန်နာကကိုယ့်ကိုစကားလာပြောတဲ့လူတိုင်းပါရိုက်တဲ့အတန်းသားတွေကမဟုတ်ပါဘူးနော် ရန်နာမှာချစ်သူရှိနေဆို ကိုစားညွန့်အောင်ဘသူကပြောရလဲ အော်အဲ့ဒါအရင်မကြည့်ပါဘူးရန်နာမှာချစ်သူရှိမရှိဘူးပဲသိချင်တာပါ မိန်းမအများစုကတော့ခလေးပေါက်စလေးတွေလိုပဲဟင်းအင်းလို့ပြောတာကိုကြိုက်ကြတယ်ယောက်ျားအများစုကလည်းအယူတွေလိုပဲအဲ့ဒီစကားကိုအဟုတ်ထင်တတ်ကြတယ် ဦးလေးထွေးဦးလေးထွေးတကားဖွင့်စမ်းမဦးလေးထွေးဦးလေးထွေးဦးလေးထွေး ဟာကျဲတာတကောက်တဘုံဘုံတူအော်ကြီးနေတယ်ဘာဖြစ်လာလဲ ရန်နာကိစ္စကိုဘသူမှမပြောဖို့ဂတိတောင်းတာဦးလေးထွေးဂတိမတည်ဘူး ဟာဘသူကဘာပြောလိုက်လို့လဲကိုလေတေချာပြောပြအောင် ဦးလေးထွေးကိုဆိုင်ညွန့်အောင်ပြောလိုက်တာမလား သူကဘာပြောလို့လဲ ရန်နာမှာချစ်သူရှိလားတဲ့ ဟမ်ဟိုချောင်းကဘာမေးသေးလဲ တခြားတော့ဘာမှမမေးပါဘူးရန်နာမှာချစ်သူရှိလားဆိုတော့သူဟိုကိစ္စကိုသိနေလို့မေးတာမလား ဟာမဟုတ်ပါဘူးရေနာရဲ့သူကရေနာကိုလက်ထက်ချင်တယ်ဆိုလို့ကိုကရေနာမှာချစ်သူရှိတယ်လို့ပဲပြောလိုက်တာပါ အဲ့ဒါပဲပြောတာဟုတ်ရဲ့လား အဲ့ဒါပဲပြောတာပါဟုတ်ပါတယ်ရေနာရဲ့ အဲ့ဒါဆိုလဲပြီးရော ပြည့်ရန်နာနဲ့တွေ့တော့ပုပ်ပွင့်လင်းလင်းရန်နာမှာချစ်သူရှိလားမေးကြည့်တော့သူကဘာချစ်သူမှမရှိဘူးတဲ့အဲ့ဆိုကိုယ်ကိစ္စတကယ်တော့ဖြစ်နိုင်မှာမလား ချစ်သူကခုမရှိရလဲဖြစ်နိုင်တာပဲလေတက္ကသိုလ်ကျောင်းသူတယောက်ဖြစ်နေပြီးတော့ချစ်သူမရှိဘူးဆိုတော့မဖြစ်နိုင်တော့ပါဘူး